Minecraft ပေါ့နော်ကျွန်တော် Minecraft စီမှာကျွန်တော်စီမှာမိန်းကလေးတီးတက်နေဖို့အတွက်အဲ့လေးတစ်လုံးရှိတယ်အဲ့ဒါကိုကျွန်တော် diamond 100နဲ့ရောင်းပေးမယ် diamond ဆိုတာ Minecraft တွေက diamond ပေါ့100နဲ့အလုံး100နဲ့ရောင်းမယ်အဲ့အိမ်လေးကမိန်းကလေး rainbow ကြိုက်တဲ့မိန်းကလေးအတွက်တီးတက်ကဲလိုက်ပြမယ် let's go Yeah, you better know where you're going. You're a wanderer just like me. Yeah, you better know where you're going. Yeah, you better know where you're going. I've been painting every fence I know, every color blazing to the same. 'Cause before you go and walk away, yeah, you better know where you're going. You're a wanderer just like me. Yeah, you better know where you're going.ချက်တဲမှာဆိုရင်ပြက်စီဟိုဟင်းချက်ဖို့ဆိုရင်လည်းဟင်းချက်တွေအကုန်ပါတယ်ပေါ့နော် Okay ဒီအိမ်လေးကိုကြားကြမယ်6လမ်းနေရတယ်တော့ကောင်းတယ်နော်ဒီအိမ်ကြားကြမယ်ထင်ဒီထိုးကိုင်းလည်းပါတယ်တော်တော်ဆုံးနေတာဘိုးအင်းကြီးပဲထားလေးဆိုကိုထားနေတဲ့အိမ်ကိုထားလို့ရတယ်ဒါကတော့ကျွန်တော်တိတက်ထားပြီးတော့အလကားပြီးဆိုတိတက်ထားတယ်ပြီးတော့ဒီအိမ်လေးကို diamond 100နဲ့ရောင်းပေးမယ်တော့အိမ်လေးတခြားတော့ပြင်ကဆောက်တာတနာရီ2နာရီလောက်ကြာတယ်တစ်ခါဆောက်ဖို့3နာရီလောက်ကြာပါတယ်ဆောက်တာအဲ့ဆောက်နေနဲ့ဒီဘက်သွားလို့ဆိုပြီးတော့ကျွန်တော်နောက်မှပြန်ဆောက်လိုက်ရတယ်အဲ့ဒါပြန်ဆောက်ပြီးတော့အဲ့နောက်ထပ်အိမ်လေးရောင်းအိမ်လေးလည်းရှိတယ်ပြီးတော့စာလေးလည်းရှိတယ်ကျွန်တော်ရောင်းပေးမယ်โอเคနော်ဒီတော့တရာအားလုံးနဲ့တရာ